မေတင်ပေးတယ်လို့ဖွာလုံးကလေးဝိုင်းအောင်ရေးတဲ့ခဲအမေသားကဘူးဆိုကြပြားလေးလဲရေးတဲ့နေပြီအမေဒီတော့ကဖူတောင်းနေလွဲသွားဒီသားလူထောက်မှန်နိုင်တဲ့သူဖြစ်ရပါစေဆိုပြီးဖူတောင်းလိုက်တာအမေသားအကြီးကအမေနဲ့ဝေးရရှောက်လာတော့ပဲအမေသူငေါတိုင်းပြန်ခံတော့တဲ့မိသားလူမကြီးကအခုဆိုလှုပ်ရှင်တဲ့တွေဟာလက်မင်းချပြီပြုံးတတ်နေပြီအမေတနေ့အစဉ်ပြေခဲ့အမေလူချင်းနဲ့စပင်းမုံလေးပြပြီးအမေရဲ့အိမ်ကိုလေးဒါပြန်ခဲ့မယ်အမေ